မိုးလေးအေးနေဆိုတော့ဒီနေ့ကြာစံပြုတ်စားမယ်ဒါကျမတယောက်တည်းစားမှာမဟုတ်နော်ဒါတအိမ်လုံးစားဖို့အတွက်ကျမဝိတ်ချတယ်ဆိုပြီးတော့အများကြီးစားရမထင်နဲ့တအိမ်လုံးစားဖို့အတွက်အစုံပဲဒီမှာမှိုတွေရောအောက်မှာဆိုလို့ရှိရင်အကင်လည်းပါတယ်ပြီးလို့ရှိရင်ပေးပြားလည်းပါတယ်အကုန်ပါတယ်ပြုတ်မယ်နော်မကြာစံဒီဟာလေးပြုတ်မယ်စူကီဆော့လေးနဲ့တမယာဒီလေးညှစ်ထက်မုံမျိုးဒီလေးလှီးထက်အိုးချစ်ချစ်ဆက်ဆက်လေးရှယ်ပဲမိုးအေးအေးလေးနဲ့ပူပူလေးနဲ့အောင်ကွဲဒီမှာကြာစံတော့မထည့်ရသေးဘူးအိုးပြေသွားပြီအရွက်တက်တက်နဲ့တင်အိုးတအိုးကြီးဖြစ်သွားပြီကြာစံမှာထပ်ထည့်မယ်ဆိုလို့ရှိရင်တော့ဒီစူကီဆော့လည်းထည့်အောင်မယ်ဆိုလို့ရှိရင်တော့3ယောက်မဟုတ်9ယောက်လောက်စားလို့ရတယ်တအိုးကြီးကညာကြီးပဲလိုက်တာရှယ်ပဲတအိုးကြီးဒါဝိတ်ချတဲ့သူတွေဆိုလို့ရှိရင်လည်းလုံးဝအစီမတက်ဘူးစားလို့ရဘူးเนาะဒါပေမဲ့နည်းနည်းပဲစားပါအများကြီးမစားနဲ့အများကြီးစားရင်ကယ်လိုရီများသွားမှာဆိုလို့ဝိတ်တက်မှာဆိုလို့ပေါ့နော်တပကံစားလောက်ဆိုရင်တော့ရပါပြီရှယ်ပဲခုလည်းကျမတို့တအိမ်လုံးစားလိုက်ပါဦးမယ်ကောင်းလိုက်တာအရွက်များများလေးနဲ့ကြားစံတာတစ်ထုပ်ပဲထည့်တာလားရှယ်ကြီးတော့မိုးအေးအေးလေးနဲ့ဝေါဆက်နေရတော့ရမ်းလွယ်တယ်တုံညံလာတုံရမ်းခဲထဲလိုက်တယ်အဲ့လောက်ပါပဲစူကီဆော့ရဲ့တုံရမ်းခဲရဲ့ပြီးတော့ချက်သားမှုတ်ရဲ့အဲ့လောက်ဆိုရင်တော့လောကပြည့်စုံပြီးတမယာဒီညှစ်ထဲလိုက်တယ်ခနန်းပင်အုပ်လိုက်တယ်ဘုံမျိုးဒီညှစ်ထဲလိုက်တယ်ရှယ်